စိတ်ပိုင်းဆိုင်ရာနာကျင်မှုများကိုဝေဒနာနုပဒနာနည်းဖြင့်ကုစားခြင်းမိတ်ဆွေဟာမြန်မာနိုင်ငံနဲ့မိုင်ပေါင်းထောင်ကြီးဝဲတိုကျိုဒါမှမဟုတ်အိုဆာကာလိုနေရာမျိုးမှာအလုတ်တာဝန်တွေပြီးပြီးရုံးကန်နေရသူတယောက်လားအလုတ်ချိန်တွေကလည်းရှေ့ရာညှော်လင့်ချက်ဖိအားတွေကလည်းကြီးမားတဲ့အပြင်အိမ်လွဲနဲ့စိတ်ကလည်းရင်ဘတ်ထဲမှာကြောက်တုံးကြီးတစ်ခုလိုလေးလံနေတတ်ပါတယ်ငယ်စဉ်ကတည်းကကျွန်တော်တို့ကိုဒီလိုဖိအားတွေကြုံလာရင်ခေါင်းငုံပြီးကြမ်းကြမ်းခံဖို့အားနည်းချက်ကိုဘယ်တော့မှထုတ်မပြဖို့တင် जा ပေးခင်ရတယ်ဒါကြောင့်ကျွန်တော်တို့ဟာအထီးကျမှုတွေကိုမျိုးသိပ်ပြီးအားလုံးအဆင်ပြေနေတဲ့အောင်ဟန်ဆောင်နေတတ်ကြပါတယ်စိတ်ပညာမှာဝက်ဝင်ဖြူအကျိုးသက်ရောက်မှုဆိုတဲ့ချိုးယွင်းချက်တစ်ခုရှိပါတယ်စီကိုင်းကရိုးရှင်းပါတယ်ဝက်ဝင်ဖြူတကောင်အကြောင်းကိုမတွေးဖို့တင့်ကိုယ်တင်အတင်းချက်ဖိအားပေးလေလေအဲ့ဒီဝက်ဝင်ဖြူဆိုတဲ့အတွေးကတင့်ခေါင်းထဲမှာပိုကြီးမားလာပြီးကြီးဆိုးလာလေလေပါတယ်ဝမ်းထဲမှုကိုအတင်းထွက်ထုတ်ဖယ်ရှားတဲ့အခါတင့်အုံနောက်ရဲ့ကြောက်ရွံ့မှုကိုထိန်းချုပ်တဲ့အမစ်ဒါလာအပိုင်းကအဲ့ဒီခံစားချက်ကိုရုပ်ပိုင်းဆိုင်ရာအန်ဒီယာတစ်ခုအဖြစ်သတ်မှတ်လိုက်ပါတယ်အဲ့ဒီအခါအချက်ဖေးခေါင်းလောင်းတက်မီလာပြီးတင့်ခန္ဓာကိုယ်ထဲကိုကော်တီဇော်လို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းတွေအလုံးအင်းနဲ့ထုတ်လွှတ်ပေးလိုက်ပါတော့တယ်ဒီလိုဓာတုဗေဒပြောင်းလဲမှုတွေကြောင့်ရင်ဘက်ထဲမှာတင်းကျပ်လာတာအသက်ရှူရခတ်တာနဲ့ခေါင်းကိုက်တာစတဲ့စိုးရင်ပူပန်မှုရဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေဖြစ်လာရတာပါခံစားချက်ကိုအတင်းဖိနှိပ်တာဟာတင့်ရဲ့ခိုင်မာမှုကိုတတ်တည်ပြတာမဟုတ်ပဲတင့်ခန္ဓာကိုယ်ရဲ့ရှင်သန်ရာယန္တနာကိုတင့်ကိုပြန်တိုက်ခိုက်ဖို့လက်နက်တက်ဆင်ပေးလိုက်တယ်လို့ပါပဲလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကမြတ်ဗုဒ္ဓဟာဒီပြဿနာကိုများနှစင်းဥပမာနဲ့တိတိကျကျယောဂရှာဖွေပေးခဲ့ပါတယ်ပထမများဟာတဘာဝအတိုင်းကြုံတွေ့ရတဲ့နာကျင်မှုပါဥပမာအထက်လူကြီးစီကစူးဖို့တဲ့ email လက်ခံရရှိတာမိသားစုကိုလွမ်းဆွလို့ရုပ်ပိုင်းဆိုင်ရာအပါနာကျင်ရတာမျိုးတွေဖြစ်ပြီးဒီများကိုဘယ်သူမှရှောင်လွှဲလို့မရပါဘူးဒုတိယများတော့ငါဘာလို့ဒီလိုဖြစ်လာတာလဲငါတို့ကြရှုံးနေပြီအားလုံးဆုံးရှုံးရတော့မယ်ဆိုပြီးကိုပြန်ပစ်လိုက်တဲ့အစိတ်ပြင်းတဲ့အတွေးတွေပါပဲဘဝရဲ့ပထမများကိုရှောင်လွှဲမရပေမဲ့ကျွန်တော်တို့ရဲ့တွန်းလှန်ငင်းပယ်မှုတွေကြောင့်ဖြစ်လာတဲ့ဒုတိယများရဲ့ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခကတော့လုံးဝရှောင်လွှဲရတဲ့အရာဖြစ်ပါတယ်ဒီဒုတိယများကိုဘယ်လိုရပ်တန့်ရမလဲဆိုတာကိုနားလည်ဖို့ဂျပန်နိုင်ငံရဲ့ကင်ဆူကီအနုပညာကိုလေ့လာကြည့်ရအောင်တန်ဖိုးရှိတဲ့ပကံလုံးတစ်ခုကွဲအပ်သွားတဲ့အခါအမိုက်ပုံးနဲ့လွှင့်မပစ်ပဲရွှေမုံတွေပါတဲ့သစ္စည်းနဲ့ပြန်ဆက်ယူကြပါတယ်ဒီတတရားကတော့ကွဲအပ်သွားခြင်းဟာဖုံးကွယ်ထားရမယ်ရှက်ရှာမဟုတ်ပဲဂုံပြုတ်မတန်းတင်းရမယ်တမိုင်းချောင်းဖိရှုမိတာပါပဲဒီသဘောတရားကိုကျွန်တော်တို့ရဲ့စိတ်မှာလဲဝေဒနာနုပဒနာလို့ခေါ်တဲ့ဓမ္မအကျင့်နဲ့အသုံးပြုနိုင်ပါတယ်ဒါဟာကိုယ့်ရဲ့စစ်မှန်တဲ့ခံစားချက်တွေကိုချက်ချင်းပြင်ဆင်ဖို့မကြိုးစားပဲနောက်ဆုတ်ပြီးဘတ်မလိုက်တာပဲစောင့်ကြည့်တဲ့လူရဲ့တစ်ခုဖြစ်ပါတယ်ခင်မင်အာယုံတိတ်တန်ကလည်းစိတ်ကိုပြန်လဲဖြူပြင်ဖို့အခါဒီနီးနဲ့အတူဆင်တွဲတဲ့နေမစ်တူထိမ့်မစ်ဆိုတဲ့နီးလန်းကိုအသုံးပြုပါတယ်အခုငါရင်ဘတ်ထဲမှာတင်းကျပ်နေတယ်လို့ခံစားချက်ကိုတိတိကျကျအမိတက်လိုက်တာနဲ့အမစ်ဒါလာရဲ့အချက်ပေးစနစ်ကိုချက်ချင်းရပ်တန့်ပါစေပါတယ်အလီလိုအမီတက်လိုက်ခြင်းကတင်းအုံနောက်ရဲ့လွတ်ဆောင်နိုင်စွမ်းကိုကြောက်ရွံ့မှုဘေးကိုမဟောင်စီကယူတီကျနဲ့တီကင်းစွာစင်ကြယ်နိုင်တဲ့အုံနောက်အရှေ့ပိုင်း prefrontal cortex စီကိုပြောင်းလဲသွားပေးပါတယ်ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအကက်ကွဲကြောင်းတွေကိုဆက်ယူမဲ့ရွှေဆိုတာဟာအတင်းအသက်အပြူစာစွာနေမှုမဟုတ်ပဲကိုယ့်ရဲ့နာကျင်မှုကိုအကဲမချက်ပဲတက်ကြွစွာတတိပြုမြင်လာပါပဲဒီတတိတရားကိုလက်တွေ့အသုံးပြုဖို့တင်းစိတ်ကိုလူစည်းစိမ်တဲ့လားမှာဘောကအပေါ်စီကမြင်နေရတဲ့ကင်းစင်ဖြောင့်စင်ကြီးတစ်ခုလိုမြင်အောင်ပါစိုးရင်ပူပန်မှုမုံတန်တွေဝင်လာတဲ့အခါလေးချင်းမထဲနဲ့စိတ်ကပြာရာခတ်ပြီးလေဓာတ်ကနေပြေးဆင်းသွားပြီးလေမုံတန်ကိုလက်တစ်ဖက်နဲ့သွားတိုက်ခိုက်ပါလိမ့်မယ်လေချင်းထားတဲ့စိတ်ကတော့မျောစင်ပေါ်မှာနေပြီးပဒင်းကောက်ကလှမ်းမိပြီးမုံတန်တစ်ခုဖြတ်တန်းသွားနေတယ်လို့မှတ်တမ်းစာအုပ်ထဲမှာတင်ကင်းစွာမှတ်တမ်းတင်တဲ့ပညာရှိကင်းဆောင်တရားလို့လက်ဆောင်ပါတယ်ဒါဟာယုံရည်ကလတ်တကြီးလိုပါပဲယုံတွေကိုဖယ်ရှားဖို့လက်နဲ့အတင်းရိတ်လေရေးကိန်းကပိုနောက်လေချွတ်မှာပါငြိမ်လေးထိုင်နေလိုက်ရင်တော့အညစ်အကြေးတွေကသူ့အလိုလိုအောက်ကိုကျဆင်းသွားပါလိမ့်မယ်။တင်ဟာခန်းစားချက်မုံတန်းတွေကိုဝင်ရောက်ပါဝင်နေခြင်းကစတောက်လိုက်တဲ့အချိန်မှာပဲကုသမှုဆိုတာစော့တင်တော့တာပါ။လူအဖွဲ့အစည်းကမျက်ရည်ကျတာကိုပြိုလဲသွားတာလို့တင်ထားပေမဲ့တကယ်တော့မျက်ရည်ဆိုတာခန္ဓာကိုယ်ရဲ့ဇီဝဗေဒအလွန်ထိရောက်တဲ့ထော့ရောက်ပေါက်တစ်ခုဖြစ်ပါတယ်။စိတ်ပီစီလို့ငိုချွတ်လိုက်တဲ့မျက်ရည်တွေထဲမှာဖောင်မုံတွေကိုစီးကြောသွားတဲ့မျက်ရည်တွေနဲ့လုံးဝမတူတဲ့ဓာတုဖွဲ့စည်းပုံတွေပါဝင်ပါတယ်။တင်ငိုလိုက်တဲ့အခါတင့်ခန္ဓာကိုယ်တွေကပိုးရှာနေတဲ့ကော်တီဆိုတွေနဲ့တဘာဝအကူငဲပြောက်တရားတွေကိုဆွန့်လွတ်လိုက်ပြီးထိတ်လန့်မှုဓာတုဗေဒတွေကိုစီးကြောပစ်လိုက်တာပါဓမ္မအငင်ဆိုရင်တော့ဒီလိုရုပ်ဖိုက်ဆိုင်ရာဆွန့်လွတ်ခြင်းဟာတင်လာတွေနဲ့ညင်တဲ့တင်ရပေရတဲ့ဝတ်ကြွေးတွေကန့်ကြွေးတွေကိုစီးကြောပစ်လိုက်တာပါတဲကနာတွေကရုပ်တုကြီးတစ်ခုဟာပြင်းထန်တဲ့တဲမုံတန်းတွေအောက်မှာဆဲစုကြည့်နစ်မုံနေဒီမိုးတီးတီးစွာရွာချလိုက်တော့ယုံဒီကွာချသွားတယ်လို့ပါပဲရုပ်တုကြီးပြက်စီးသွားတာမဟုတ်ပဲသူ့ရဲ့အနောက်ရှက်ကင်းစင်နဲ့စစ်မှန်တဲ့ပုံပန်တဲ့အစစ်အမှန်ပေါ်လာတာပါ
မျက်ရည်ကျခြင်းဟာအားနည်းချက်မဟုတ်ပဲတင်းစိတ်ကိုမူလကီလင်စွာအခြေအနေကိုပြန်ရောက်ဖို့လိုကတ်တဲ့တန်ဆင်းခြင်းမူတံတစ်ခုဖြစ်ပါတယ်အနက်ဆုံးစိတ်ပိုင်းဆိုင်ရာခြုံဝဲတွေကိုချက်ကျော်ဖို့ဆိုရင်ကျွန်တော်တို့ဟာအနိစ္စဆိုတဲ့အန်တီမေတစ္ဆာတရားကိုအားကိုးရပါမယ်တောင်ပေါ်မှာမြူနင်းတွေနဲ့ပိတ်မိသွားတဲ့ခရီးသည်တယောက်လိုဘာမှမမြင်ရဘဲပိတ်မိနေတယ်လို့ခံစားရပြီမြဲအဲ့ဒီမြူနင်းတွေဟာအနိစ္စတရားကိုမလွန်ဆိုင်နိုင်ပါဘူးသူတို့မှာအမြဲတမ်းတည်နေတဲ့စွမ်းရည်မရှိပါဘူးငိမ့်ငိမ့်လေးထိုင်ပြီးစောင့်ကြည့်ရင်လေတိုက်တဲ့အခါလွင့်စင်သွားပါမယ်ဒီနာကျင်မှုကိုတတိနဲ့ဖျက်ကျော်ခြင်းဟာတင့်အုံနောက်ရအာယုံလမ်းကြောင်းတစ်တီပြီးစောင့်နိုင်စွမ်းကိုလွန်စော်ပေးပါတယ်ထိတ်လန့်မနေပဲမြူနင်းတွေကြားမှာထိုင်နေခြင်းအဖြစ်တင့်အုံနောက်ကိုစိတ်တန်ရအလွန်မှုကြီးထွားမှုအတူပြန်လဲတီးဆောက်ပေးပြီးတင့်ရဲ့ကြန့်ကြန့်ခိုင်မာမှုကိုမြင့်တင်ပေးပါတယ်တင်ဟာကင်စုဂီပကံလုံးလေးဖြစ်လာပါပြီတင့်ရဲ့စိတ်ပိုင်းဆိုင်ရာအမှားကြောင်းတွေဟာတင့်ကိုကျူးပြက်ပျက်စီးနေတယ်လို့မဆိုပါဘူးတင်းစိတ်လည်းအကက်ကွဲပြီးပြန်လေကူးတာထားတဲ့နေရာတွေဟာအခုဆိုရင်ရွှေတွေနဲ့ခိုင်မာနေလို့အရင်တုန်းကထက်ပိုပြီးတန်းပါပြီးပိုပြီးလှပနေတာဖြစ်ပါတယ်။ဒါကြောင့်နာကျင်မှုရောက်လာရင်ရင်းနှင်းစွာနှုတ်ဆက်လိုက်ပါ။ရှက်ရှာခြင်းမရှိပဲမျက်ရည်တွေကိုကြအစိမ်းကွန်ပေးလိုက်ပြီးတင်းနဲ့စိတ်ပိုင်းဆိုင်ရာအမှားကြောင်းတွေကိုဂုံယူစွာဝတ်ဆင်လိုက်ပါ။တင်းဟာအကောင်းဆုံးလက်ရမြတ်အမှုပညာတစ်ခုကိုတည်ဆောက်နေတာပါ။တင်းရဲ့ခံစားချက်တွေကိုဘေးကင်းရှင်းရှားစွာဘလို့စောင့်ကြည့်ရမလဲဆိုတဲ့အစစ်လိုက်နီးလန့်အသေးစိတ်ကိုတည်ချင်တဲ့ဆိုရင်တော့အောက်မှာပေးထားတဲ့ link ကို click ပြီးကျွန်တော်တို့ရဲ့ Telegram community ကို join ပြီးအဖြူအဖင်မဲ့ PDF လမ်းညွှန်စာအုပ်ကိုရယူနိုင်ပါတယ်။